မြတ်စွာဘုရားတပည့်တော်သာသနာတော်ကြီးမပြောလို့ညီးငွေလို့လူထွက်ပါတော့မယ်ဗျာဟဲ့ချစ်သားသင်ဘလူကြောင့်ညီးငွေတာတော့တပည့်တော်ညီးငွေတာတခြားမဟုတ်လူဘဝတုန်းကအတူနေခဲ့ဘူးတဲ့မယားဟောင်းကဖျားယောင်းလို့ပါမြတ်စွာဘုရားဒီတော့မှဘုရားကိုယ်တော်မြတ်ကချစ်သားသတိထားလို့သတိထားလို့သင်ဒီမိမကြောင့်ဒုက္ခရောက်ခဲ့ဘူးတာအခုမှမဟုတ်ချစ်သားဟိုနောက်ဘဝတုန်းကလည်းဒီလိုဒုက္ခရောက်ခဲ့ဘူးသကွဲ့လို့မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးကအတိတ်ဇတ်ကြောင်းကိုဆောင်းတော်မူပါတယ်ဗျာအတိတ်ဇတ်ကြောင်းဆောင်းတော်မူတာကအတိတေဘာရဏတိယအစချီသဖြင့်ဟောလွန်လေပြီးတော့ခဘာယာနတိတိုင်းပြည်မှာဗျမရမင်းကြီးအုပ်ချုပ်စဉ်အခါအဲ့ဒီဘာရဏတိပြည်မှာဂရေ40ကျွယ်ဝသောပုံနာတစ်ထေအိယတီထောင်လူဤပေါင်းမှာမနေပဲနဲ့တော်ပြီယသေယဟန်ပြုတ်ပြီးတော့ဗြဟ္မဝိဟာရတရားတွေနဲ့ငါကြင်ကြံကြိုးကိုအထုံးမှာတော်တော့မှာပဲတော်တယ်သွားပြီးတော့အထုပ်အဲ့ဒီလိုတရားအထုတ်ပြီးတော့နေရင်ကယသိကြီးသည်ကျင်ငယ်အိမ်မှာစွန့်ထားသောကျင်ငယ်ရေကိုသမင်မတကောင်ကတောက်အဲ့ဒီသမင်မတကောင်ကကျင်ငယ်ရေကိုတောက်ရင်းကတန်ဒီခလာတကူဗျဆန်းတော့ဆန်းကြတယ်နော်နည်းနည်းနားထောင်ပေါ့ဆန်းကြတဲ့စကားတွေခုခေတ်ကလက်တွေ့မဟုတ်လို့လဲယုံညင်မှယုံမှာဖျားဟောတဲ့တရားတွေကိုအခုလူတွေရဲ့ကာမေတုမိစ္ဆာစာရကာမတရားတွေလွှမ်းမိုးလာလို့ပြောင်းလဲတာတွေတွေ့ရတော့ကျွတ်တို့လည်းတရားဟောရတာနည်းနည်းအားရှိလာပါပြီဖျားလက်ထက်တုန်းကရှင်ကစ္စည်းမထေကိုမြင်တဲ့တထေသားလေရုပ်လှတဲ့နေရာမှာငါဖျားအောင်ရှင်ကစ္စည်းမထေအလှဆုံးပဲကွဲ့လို့ဖျားဣဒတဲ့ဘေးရုပ်လှတဲ့နေရာဖျားအောင်မှာရှင်ကစ္စည်းအလှဆုံးအဲ့ဒီလှလုံးနဲ့ရှင်ကစ္စည်းမထေကိုသောရိယတထေသားသည်ရေကန်နဲ့ရေချိုးရင်မှနေ၍ဟာတေလှပါလားဟမလေးလှလိုက်တာကရုံကြီးနဲ့ဘုံကြီးမှုသားပေါ့ဒီလိုဘုန်းကြီးမဟုတ်ဘဲနဲ့သူ့မျက်နှာလေးနဲ့မိမသားလေးများဖြစ်ပြီးတော့ငါနဲ့ဘက်နဲ့ညနဲ့ဆိုတတိတရန်းကြီးတွေးတာဟောရေချိုးရင်အဲ့ဒီတထေသာဖုံးကညာတစ်ပါးကျွတ်တို့အဝါဖြစ်သွားဒါကြမ်းကန်နဲ့နော်ယောက်ျားစင်စစ်ကရေကန်နဲ့ရေချိုးရင်မိမဖြစ်သွားတာဒီတရားကိုတရားနာပရိသတ်ကြီးတကယ်တမ်းဟောရင်လက်တွေ့မဟုတ်လို့မယုံဘူးလို့ယခုခေတ်လူတွေဆိုခြင်းဆိုလိမ့်မယ်မဆိုနဲ့တော့ကျွတ်တို့တရားဟောအားရှိအောင်သတင်းစာတွေပါပြီးအင်္ဂါတစ်ခုကတစ်ခုပြောင်းသွားတာရန်ကုန်မှာပရိသတ်ကြီးတချို့ဖတ်လိုက်ဘူးရဲ့လားဖတ်ဘူးပါတယ်မေးတာကြီးတယောက်နဲ့တယောက်ကျုပ်တော့တိတိကျကျဘယ်ရက်ကဘယ်နှစ်ကဘယ်လကသတင်းစာလို့မမှတ်မိလို့ဒါနှုတ်မတဲ့တဲ့ပြောပါယောက်ျားဘဝကမိန်းမဘဝကယောက်ျားကိုပြောင်းသွားတယ်ဆိုတာလက်တွေ့မဟုတ်လို့ဖယားဟောကြမ်းကန်လောက်တင်ဟောလို့မယုံဘူးဆိုပေမဲ့လို့ကျွတ်တို့ခေတ်မှာသတင်းစာနဲ့ပါလာပြီပြောင်းတယ်တပါးတွေတို့ကာမေတုမိစ္ဆာစာရကံနေပေါ့မှန်လားပြိဿကြီးမှန်ပါဗျာဒါကြောင့်အဲ့ဒါလို့ဆန်းကျဲတဲ့ဒေသနာနီးနေရတွေကိုကျွတ်တို့သမ္မာသမ္ဗုဒ္ဓမြတ်စွာဘုရားဟောထားတော်လေလက်တွေ့မဟုတ်လို့မယုံဘူးဆိုပေမဲ့လို့လက်တွေ့တွေပေါ်လာသဖြင့်ဗုဒ္ဓဟောတဲ့တရားကိုယုံကြည်သူတွေလည်းအတော်များလာပါများဆိုတပြေလုံးဆိုကြပါစို့ဗျာဗမာလူမျိုးတွေမှမဟုတ်ဘဲနဲ့တရုတ်ဒေရှမ်းတွေကရင်တွေကချင်းတွေအစရှိသဖြင့်ဗုဒ္ဓဘာသာဗုဒ္ဓရဲ့ဟောတဲ့တရားကိုယုံကြည်သူတွေအတော်များလာပါဒါကြောင့်ပြန်ဆက်မယ်နော်
သေးကြီးကျင်ငယ်အိမ်ကျင်ငယ်ရေစွန့်ထားတာကိုတောက်တဲ့သမင်မမှာတန်ဒီခတယ်ရသေးကြီးနဲ့တန်ဒီခတစပေါ့ကျွတ်တို့လူတော့9လလွယ်10လဖွာတဲ့သမင်မတော့ဘယ်လောက်ရမပါလို့ကျုံတော့မပြောဘူးအချိန်စေ့တော့ဖွာဟောယောက်ျားလေးပြသမင်မကလူကလေးမွေးဖွာလူကလေးမွေးဖွာတဲ့အဲ့ဒီကလေးတဲ့နဲ့ငိုတော့ရသေးကြီးသွားကြည့်ဟာကလေးလေးပါလားကြည်စမ်းတန်ရောစဉ်ပြတ်ချင်လို့တန်ရောစဉ်မကတ်ချင်လို့တန်ရောစဉ်မရှိချင်လို့မှတော်တဲ့ထွက်ပြီးတော့တယောက်ထိအထုတ်လာခဲ့တာတန်ရောစဉ်ဂျိုးကြီးတစ်ခုပေါ်လာပါဗောလားကလေးလေးကောက်ပွေးငါနဲ့ထိုင်လို့ရတဲ့ငါသားဖြစ်ပါကလက်ညှိုးမှနို့ရည်ထွက်ပါစေသားလို့အဓိဋ္ဌံလိုက်တော့လက်ညှိုးကနို့ရည်တွေထောင်ပန်းအဲ့ဒီကလေးလေးရသေးကြီးမွေးဖွားပြီးတော့လာခဲ့အဲ့လေရသေးကြီးကမွေးစားပြီးတော့လာခဲ့ဒီလိုမွေးပြီးလာလိုက်တာတဖြည်းဖြည်းတစနဲ့ရသေးကလေးကြီးပြင်းလာတော့သူ့နာမည်လေးမှဲ့လိုက်တာကဣသိသိင်္ဂပြေတာသူ့နာမည်လေးကဘာလဲတော့ဣသိသိင်္ဂရသေးကြီးနဲ့သမင်မကရတဲ့သားလေးပေါ့အဲ့ဒါလို့နာမည်လေးပေးပြီးတော့လာလိုက်တာတဖြည်းဖြည်းတစအရွယ်ကလေးရလာတဲ့အချိန်ခါမှာမေတ္တာကရုဏာမုဒိတာဥပေက္ခပြမစိုးရတရားဗျမဝိဟာရတရားလို့လည်းခေါ်ပါတယ်ဗျမပြေရောက်ကြောင်းတရားလို့လည်းခေါ်ပါတယ်မေတ္တာလို့ဆိုတဲ့ချစ်ခင်ရမယ်ပွားများမှုတွေကရုဏာတဏှာရမုဒိတာဝမ်းမြောက်ရမယ်ဥပေက္ခလစ်လျူရှုရမယ်တာမန်ပုဂ္ဂိုလ်များဒီဗြဟ္မဝိဟာရတရား၄ပါးကိုအာမထုတ်နိုင်ပါမေတ္တာလို့ဆိုတဲ့ချစ်ချင်းတရားအခုခေတ်အတော်ခေါင်းပါသွားပါဘလောက်ထိအောင်ခေါင်းပါတယ်လဲဟောရှေးတုန်းကများကျွတ်တို့ကြားခဲ့ရတွေ့ခဲ့ရသိခဲ့ရလူကြီးတွေပြောလို့လည်းပဲကြားခဲ့ဘူးပါတဦးနဲ့တဦးတယောက်နဲ့တယောက်ကြောင်းနေဘက်တငယ်ချင်းများသည်ကင်းကွာသွားရမှပြန်တွေ့လိုက်တဲ့အချိန်ခါများမျက်ရည်တောင်ကျကြမေတ္တာတရားသိကြီးမားညီကိုအရင်မဟုတ်ဘူးမောင်နှမအရင်မဟုတ်ဘူးလင်းနဲ့မရမဟုတ်ဘူးတငယ်ချင်းဟာမမျော်လင့်မဲလာတွေ့ရငယ်ငယ်တုန်းကလေမင်းနဲ့ငါနဲ့ကြောင်းမနေခဲ့အလွန်ချစ်ကြခင်းကြကျင်းသားကြသို့တော်လည်းကိုအကြောင်းနဲ့ကိုကင်းကွာပြီးတော့သွားကြအခုပြန်တွေ့တငယ်ချင်းဟာဝမ်းမြောက်လိုက်တာမင်းစီဝါရေးချီနေပဲလို့တော့ဟာပါစီဝါရေးချီနေရတော့မကောင်းဘူးအေးမကောင်းရင်ငါရှိပြောင်းခဲ့တငယ်ချင်းငါအလုပ်ပေးမယ်ဒါငါနဲ့ဒိုးထူပေါင်းမဲ့လှုပ်ရှားမယ်ရှင်းတော့ငါရှိတာတရားမေတ္တာတရားမှာဆွေရင်မျိုးချမဟုတ်ပေပဲလို့ကြောင်းနေဘက်တငယ်ချင်းများတော်မှကွဲနေရကပြန်တွေ့ရင်မျက်ရည်ကျလောင်အောင်ချစ်ကြသည်အခုဒီမေတ္တာမျိုးရှိရလားပြိဿရှိပါဘူးကြောင်းနေဘက်ဘိုးကြောင်းရဒီကောင်ကြောင်းနေတော့ငါဘသူဘယ်လိုပြောထားတာဟောဒါတွေကစမေတ္တာတရားကပြန်ပြီးချစ်ဖို့ခင်မှုတရားတွေအတော်ခေါင်းပါသွားမေတ္တာတရားကိုရှင်းတော့ကလက်ကင်ထားရတယ်လို့တရားနာပြိဿကြီးလည်းမေတ္တာတရားကိုလက်ကင်ထားဖို့အချိန်တန်ပြီးမတန်ဘူးလားပြိဿကြီးကရုဏာတရားကိုပြန်ကြည့်လိုက်ဦးကရုဏာဆိုတာဘာလဲကိုယ့်အောက်ဆင်းရဲတဲ့လူများကိုတနာရကျင်နာရတနာတဲ့စိတ်မွေးရလားလို့ဆိုတော့ခုခေတ်တနာတဲ့စိတ်လည်းမမွေးတော့ဆင်းရဲတဲ့လူငတ်နေတဲ့လူမွဲနေတဲ့လူမြင်မြန်တော့အိုးမွဲတာလည်းမပြောနဲ့မင်းအဲ့ဒီကောင်စိတ်ဓာတ်ကဘယ်လိုကွာမွဲလို့မကဘူးကွာဒီကောင်ကြည့်နေနောက်သေချာမှတ်မယ်ငတ်မယ်ဒီကောင်မတနာဘူးဆင်းရဲတာမကဲတင်ခြင်းဘူးဘာကြောင့်မွဲတာညကြောင့်မွဲတာနဲ့အပြစ်တွေသာရှာပြီးတော့ကရုဏာဆိုတဲ့တနာတဲ့စိတ်ကျင်းသွားပြီတခါမုဒိတာပြန်ကြည့်လိုက်ဦး
မူရိ